လုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်က Diamond ဝယ်နီး One Legend Diamond ဝယ်နီးကိုပြပြပေးသွားမှာဖြစ်ပါတယ်ပထမဦးဆုံးတော့ My10 နဲ့ဝယ်ရမှာပဲဖြစ်ပါတယ် My10 နဲ့ဝယ်မှာဆိုတော့ပထမဦးဆုံး My10 Sync ရှိရပါမယ်ဖုန်းထဲမှာပေါ့ပြီးတော့ My10 Pay ကိုဖြည့်ထားရပါမယ်ကျွန်တော်ကတော့အခုမှဖြည့်လိုက်ပါမယ်ဘယ်လိုဘာသာတွေဖြည့်လိုက်ပါ12လုံးဝယ်မယ်ဆိုရင်တော့1000ရှိရပါမယ်ပြီးတော့ဒါလေးပေါ့ Play Store ထဲကိုဝင်လိုက်ပါဒီစဖားတွေကိုနှိပ်လိုက်ပါပြီးရင်တော့ကျွန်တော်အခုရက်သလိုလိုက်ရိုက်ပါပြီးရင်တော့ဒီမှာဒါလေးကိုနှိပ်လိုက်ပါဒါတော့ကျွန်တော်ကတော့ update လုပ်တာပေါ့ဗျာတို့လည်း update လုပ်ရပါမယ်ပြီးဆိုရင်ခဏလောက်စောင့်လိုက်ပါWi-Fi ကမရသေးလို့ပါဗျWi-Fi ညပြီupdate လုပ်နေတယ်ခဏလောက်စောင့်ပေးကြပါရပါပြီဒါဆိုရင် open လုပ်လိုက်ပါဗျပြီးဆိုရင်တော့ဒီမှာဒီအဆက်3ဆက်ကလေးကိုနှိပ်လိုက်ပါပြီးရင်တော့ဒီ Mobile Legend Diamond ပေါ့နော်ဒါလေး Game Shop လားပါလားမသိအဲ့ဒါလေးကိုနှိပ်လိုက်ပါဒီခဏလောက်စောင့်ပေးလိုက်ပါပြီးရင်ဒီမှာဓာတ်ရိုက်ဖြည့်သွင်းခြင်းရှိမယ်ဒါရှိမယ်တချို့လူတွေကဒီကနေပြီးဖြည့်လို့မရဘူးပြီးတော့ဒီစပါလေးမှာကျွန်တော်ရိုက်ပြတဲ့အတိုင်းရိုက်ပါဒီမှာ Mobile Legend ပေါ်လာပြီပေါ့ဗျာပေါ်လာပြီဆိုရင်ဒါလေးကိုနှိပ်လိုက်ပါဒီမှာကိုယ့်ရဲ့ဖုန်းနံပါတ်ကိုထည့်ရပါမယ်ဒါကတော့ID ပေါ့ ID အရှည်ကြီး6လုံးရှိပါတယ်ဒီမှာ5လုံးလား4လုံးလားမသိဘူးရှိပါတယ်ဒီမှာဝယ်ယူရမယ့်ပမာဏရှိပါတယ်ဒီတော့ကျွန်တော်ထည့်လိုက်ပါမယ်ခဏလောက်ဟုတ်ပါပြီဒီတော့ကျွန်တော်အခုပြောပြမဲ့ထဲမှာ Diamond ဝယ်တဲ့ထဲမှာဖုန်းနံပါတ်ထည့်တဲ့နေရာမှာပေါ့ဗျာဖုန်းနံပါတ်ထည့်တဲ့နေရာမှာဘာလုပ်ရမလဲဆိုတော့ဖုန်းနံပါတ်ထည့်တဲ့နေရာမှာရှိရ959 39ထည့်ကြမလို့ပါဘူးဗျ959ထည့်ပြီးရင်ကိုရဲ့နောက်ကဖုန်းနံပါတ်လေးလိုက်ရေးပေးရုံပါပဲပြီးတော့ဒီမှာကိုဝယ်မဲ့ပမာဏရွေးလိုက်ပေါ့နော်ကျွန်တော်ကတော့12လုံးဝယ်မှာနော်1050ကျမယ်ဝယ်လိုက်ပြီအခုဝယ်ယူပါနှိပ်လိုက်တယ်ပြီးတော့ဒီမှာကျွန်တော်ပြမယ်
ဒီမှာကိုယ့်ရဲ့ message ပေါက်မှာပေါ်လာလိမ့်မယ်ဗျာ message ဝင်လာလိမ့်မယ်အဲ့ဒါလေးကိုခဏစောင့်လိုက်ပါအခုတော့ပေါ်မလာသေးပါဘူးအခုပေါ်လာပြီဆိုကျွန်တော်ခဏထွက်လိုက်တယ် message တွေကိုဝင်လိုက်တယ်ပြီးတော့ဒီမှာမှားသွားပြီဒီထဲကိုပြန်ဝင်ပါဒီမှာဒါလေးပြန်ထည့်ပေးလိုက်ပါဗျပြန်ထည့်ပေးလိုက်ပါ sorry ကျွန်တော်ဟုတ်ပါပြီ17တိုင်းမို့အခုဝယ်ယူလိုက်ပါပြီခဏဆောင်လိုက်ပါဒီမှာပြီးတော့ဒီ message တွေကိုဝင်လိုက်ပါဝင်လာလိမ့်မယ်အဲ့ဒါတွေကိုဝင်လိုက်ပါဝင်ပြီးသွားပြီဆိုရင်တော့ဒီမှာပေါ့ပုတ်ကဒီဟာလေးပါဒီကနန်းလေးပါအပေါ်ဟာတွေမပါပါဘူးဒီကနန်းလေးပါမှတ်ထားလိုက်ပါဒီကနန်းလေးပါ668483ဒါကတော့ကျွန်တော်မှာပါတော့မှာပါမတူပါဘူးဗျာပြီးတော့ဒီမှာကျွန်တော်ခုနဟာရေးလိုက်မယ်668483စာမစ်ကိုနှိပ်လိုက်ပါနှိပ်ပြီးတော့ဆိုရင်တော့ရပါပြီထွက်လိုက်ပါဒါလေးတွေကိုအကုန်ဖြတ်လိုက်ပါပြီးဆိုရင်တော့ mobile နဲ့ကြက်တဲ့သွားကြည့်မယ်ပေါ့ဗျာကျွန်တော်မှာအစ12လုံးရှိပါတယ်အခုကြောက်လားမရောက်လားသွားကြည့်ပါမယ်12လုံးကြည့်ကြပါကျွန်တော် mobile နဲ့ကြက်တဲ့က diamond မပြမိတာ sorry ပါဗျာဒါပေမဲ့အခုတော့24လုံးတော့ရှိရမယ်ပေါ့ဗျာခဏလောက်ဝင်မယ်ခဏလောက်ဆောင်ပေးတော့ခဏလောက်ဆောင်ပေးလိုက်ပါကျွန်တော်ဒီနေ့ diamond ဝယ်နေဗီဒီယိုလုပ်တာအကြောင်းရှိပါတယ်နော် channel လေးကို subscribe ကြပါဦးပြီးရင်ကျွန်တော်ရဲ့ channel လေးကို subscribe ပြီးတော့ဘေးနားခေါင်းလောင်းလေးကို all ကိုအမြဲတမ်းရွေးထားပေးကြပါဦးဗီဒီယိုလေးလည်း like လုပ်သွားကြပါဒီမှာ24လုံးရောက်ပါပြီဗျနောက်ခဏဟုတ်ရပုံမှာဗီဒီယိုအပေါ်မှာလုပ်ရဆိုတော့လည်းတိတ်မကောင်းဘူးဒီတိုင်းမွေးနဲ့24လုံးရောက်ပါပြီဗျပြီးတော့ဒီမှာဒီ28မှာဒါလေးရယူပါပြီဘောင်းလေးရပါပြီဗျโอเคလားအဆင်ပြေပါတယ်